One, two, three 僕らは何回だってきっとそう何年だってきっとさよならと共に終わるだけなんだ仕方がないよきっとおかえり思わずこぼれた言葉は違うな皆さんこんにちはဒီနေ့ကတော့မေလ31တုန်းကပေါ့နော်ဟာနာဘီတိုက်ခိုက်သွားခဲ့တုန်းကအတွေ့အကြုံလေးတွေကိုပြန်ပြောထားတာပါအဲ့နေ့ကအချိန်မဲလောက်ကလည်းတနေ့ကုန်ရှိရဆိုတော့ချိန်မဲလောက်လုပ်မယ်လုပ်ပြီးသွားလို့ရှိရင်ည8ခွဲအမီပေါ့နော်ဟာနာဘီတိုက်ခိုက်ကိုရောက်သွားမယ်ပေါ့ဒါကတော့လုပ်ဖို့မသွားခင်ရောအိမ်မာလေးကတခါတည်းဝစ်စားပြီးတော့ပြင်ဆင်တာပေါ့နော်အခုသွားလို့ရှိရင်တော့8နာရီအာရုပိုင်တို့ကပြီးသွားတာနဲ့8ခွဲအမီကိုပေါ့နော်ဒီဟာနာဘီတိုက်ခိုက်ခြင်းပါတဲ့ပန်းချန်နေရာကိုအရောက်သွားမယ်ဆိုပြီးတော့ဒါကတော့ဝစ်စားနေရပေါ့နော်မိကလည်းမကြိုက်တဲ့သူဆိုတော့ပပပလေးဝစ်ပြီးတာနဲ့အပြင်သွားဖို့အတွက်က ready ဖြစ်ပါပြီ။ဟာနာဘီတိုင်ခိုင်ကဂျပန်မှာမိုးလေကင်းလွတ်တဲ့အခုလိုမျိုးကာလမျိုးတွေဆိုရင်ကျင်းပါတယ်ပေါ့နော်။အဲ့တော့ဟာနာဘီတိုင်ခိုင်ကနေရာဒေသပေါ်မူတည်ပြီးတော့သူ့ချိန်နဲ့သူကျင်းပကြတာများတဲ့ခါကြတော့ဒီစာကားမျိုးမှာကတော့အခုဒီနှစ်အတွက်က9လပိုင်းရဲ့ပြီးတော့10လပိုင်းရဲ့ရှိရလို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ9လပိုင်းမှာကတော့2ရက်လောက်သွားတယ်ပေါ့ပထမတစ်ရက်မှာကျတော့ဟာနာဘီတိုင်ခိုင်ရှိုးပြတဲ့ဟာလေးရှိတယ်ပြီးတော့ဈေးရောက်ပွဲတွေပါရေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကတော့အခုပုံမှာကဗီဒီယိုလေးကတော့ဒါသူတို့ဒီလိုမျိုးចောင်းသားလေးတွေကလေးလေးတွေကတာတို့အဲ့လိုမျိုးပေါ့နော်အဲ့လိုပြုံးပွဲရှင်ပွဲတွေလည်းရှိတယ်ပေါ့ဆိုလေကတော့အရုပိုက်တို့ရှိနေတဲ့ခါကျတော့အဲ့ဒီပြုံးပွဲရှင်ပွဲတွေကိုမမီလိုက်ဘူးပေါ့နော်ညဘက်မှာပြတဲ့အဲ့ဒီဟာနာဘီတိုင်ခိုင်ကိုပဲမိလိုက်တယ်ဒါပေမဲ့ဒီဗီဒီယိုလေးကတော့ဒါသွားခဲ့ရတဲ့တငယ်ချင်းစီကနေပြီးတော့တောင်းထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါတော့ညဘက်ရောက်တော့မှဟာနာဘီတိုင်ခိုင်ကိုမိဖို့အတွက်ကမန်ကရန်နဲ့အမြင်မြန်သွားနေရတာပါအပွဲမှာကလူတွေကလည်းအများကြီးပေါ့နော်ကိုရီလိုပဲတချို့လည်းမမီလို့လိုမြန်ပြေးသွားတဲ့သူလည်းရှိရဲစပိန်တွေကလည်းတကယ်အများကြီးပဲဒီမျိုးမှာစပိန်တီကစီရအများတဲ့သူဆိုတော့လေစပိန်တွေလည်းတော်တော်များကြီးပေါ့နော်ပထမဆုံး8နာရီခွဲတာနဲ့အရင်ဆုံး drone show ကိုအရင်ပြရပေါ့နော် drone နေနဲ့စကားမျိုးကိုပုံဖော်သွားတာရောပြီးတော့ဒီပေါ့နော်စကားမျိုးကသူတွေစကားရဲ့လုံးဝထိမ့်မှတ်လို့မျိုးအောင်ပြောလို့ရတဲ့ဒီမူကိုရို9ပေါ့နော်အဲ့ဒီမူကိုရို9ကိုပုံဖော်သွားတာကရောအရန်ကိုမိုက်ပါတယ်ဒီမူကိုရို9ဆိုလို့ရှိရင်လည်းအရန်ကိုစားကောင်းပြီးတော့သူကရေမာရောခုံးမာရောပေါ့နော်အသက်ရှင်နိုင်တဲ့တရဝမျိုးပေါ့နော်တွားရင်လည်းခုံဆွတ်ဆိုပြီးတော့သူ့ရဲ့အကြောင်းပေါ့နော်ဆုလဲတို့ရဲ့ N1 ဂျပန်စာချိန်မှာသင်ရတယ်ပေါ့နော်ဒါပေမဲ့အင်္ဂါကြောင့်နဲ့ပတ်သက်လို့ကတော့ဆုလဲတို့ကတော့သူကဟိုစားလို့ကောင်းတဲ့ oishi ဆိုတာရဲ့ပြီးတော့ခုံဆွတ်ဆွဲရဲ့အဲ့ကြောင့်ကနှစ်ခုပဲအဓိကမှတ်မိရပေါ့နော်မီရှူမီပန်းနေဆိုလို့ရှိရင်လည်းတော်တော်လေးကိုကြည့်ရလာတယ်ပေါ့နော်ဒီမှာကပွဲမှာကကြည့်ရတဲ့သူတွေကလည်းလူတွေကလည်းအများများပြီးတော့လမ်းတစ်လျှောက်လုံးပိတ်ထားတာပေါ့နော်ဟိုဘက်ချမ်းရောဒီဘက်ချမ်းရောလမ်းလျှောက်လုံးပိတ်ထားတဲ့ခါကျတော့ဆိုလဲလို့ဆိုရင်အဲ့ကိုရောက်ဖို့တော့ကိုသမင်းရောကားရောဘာမှစီးလို့မရဘဲနဲ့လမ်းလျှောက်သွားရတယ်ပေါ့လူတွေကလည်းအများကြီးများတယ်ပြီးတော့ကြည့်ရတာလည်းအများလှတယ်အဲ့ဒါပြင်ကမှအဲ့ဒီနေ့ဆိုလို့ရှိရင်တချို့ဂျပန်လေးတွေဆိုရင်အဲ့လိုယူခတ်တာလေးတွေပြီးတော့ကီမိုနိုလေးတွေပေါ့နော်ဝတ်ကြရပေါ့နော်ဒါဆိုသူတို့ရဲ့ဒါရိုးရပွဲဖြစ်တဲ့ခါကျတော့လေအဲ့တော့ပြီးတော့ဒီပွဲကသူကဟိုပေါ့အရင်ကတည်သွားပြီးသားသူတွေကိုဘယ်လိုမျိုးပြန်ပြီးတော့သူတို့ရဲ့ဝိညာဉ်တွေကိုနှစ်သိပ်ပေးတဲ့အထိမ်းအမှတ်လိုမျိုးရောပြီးနောက်ပြီးတော့ယောဂဗျာတွေကင်းရှင်းဖို့ကောက်ပဲတိတ်နေနေပို့ချွေဝါပို့ဆိုင်ရဲ့အဲ့လိုမျိုးရွေးချက်တွေနဲ့အဲ့လိုပေါ့နော်ဆူတောင်းမှုပြုတာတွေအဲ့ဟာတွေအတွက်ကိုရွေးပြီးတော့လုပ်တဲ့ပွဲလေးဆိုတော့အဲ့လိုမျိုးရွေးရဝေးဆောင်လေးတွေနဲ့သွားကြတဲ့သူတွေအများကြီးကိုလည်းတွေ့ခဲ့ရပါတယ်ဒီနေ့ကတော့ဆိုရဲကတော့အဲ့ဒီပွဲလေးပြီးသွားတော့အင်ကိုမုံလေးတစ်ခုစားပြီးတော့အိမ်ပြန်လာခဲ့တယ်ပေါ့နော်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါ皆さんまたね